body builder ရဲ့ခန္ဓာကိုယ်ကတော်တော်လေးကိုကြီးပြီးတော့ဓာတ်ပုံလေးတွေမှာကြီးကောင်းကြတယ်ဒါပေမဲ့သူတို့ sprint ပြေးခိုင်းတာမျိုး1 km လောက်လေးပြေးခိုင်းလိုက်ရင်တော့သူတို့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးကဘာမှအသုံးဝင်တော့တယ်လို့မျိုးမောပန်းသွားကြတယ်အဲ့လိုပဲ running တစ်ခုပဲလုပ်လို့ရှိရ runner တွေကြပြန်တော့လေသူတို့ခန္ဓာကိုယ်အစီမရှိတော့တော်တော်လေးကိုလင်းဖြစ်ကြပေမဲ့ခန္ဓာကိုယ်မှာ muscle တွေကတော့လုံးဝရှိမနေပဲ skinny ဖြစ်နေတယ်ဒါပေမဲ့ strength cardio mobility မျိုးမျှတအောင်လေ့ကျင့်ထားတဲ့ hybrid အသက်ကြီးကြားလူများစုတကယ်လိုချင်ကြတဲ့အစီနဲပြီးတော့ muscle mass တင်းရှိတဲ့ aesthetic body shape မျိုးကိုပိုင်ဆိုင်ထားကြတယ်သူတို့က body builder တွေထပ်ပိုပြီးပြေးနိုင်တယ် runner တွေထပ်ပိုပြီးတန်ပါတယ်ခန္ဓာကိုယ်အများကြီးပိုလာတယ်ဒါကို hybrid အသက်ကြီးလို့ခေါ်တယ်အဲအကြောင်းဒီဗီဒီယိုမှာတော့ hybrid body ဆိုတာဘယ်လို body မျိုးလဲ body building running နဲ့ hybrid training တွေကဘယ်လိုကွာခြားလဲဆိုတာနဲ့ hybrid အသက်ကြီးလုပ်လို့ရှိရဲ့ကောင်းဆုံး training program တစ်ခုကိုပါတစ်ခါပြောပြပေးသွားမယ် body builder ခါရပလမောင်ကြီးကနေစလိုက်ကြရအောင် body builder တွေကသူတို့ကြွတာသူအမြင့်ဆုံးထိတက်လာစေဖို့အတွက် bucket ရင်လုပ်ရတယ်တနေ့ကိုကယ်လိုရီ4000ကျော်စားရတဲ့အတွက်ခန္ဓာကိုယ်မှာမလိုလားတဲ့အစီအပွေအများကြီးတိတ်ဆောင်ထားလို့ဖြစ်သွားစေတယ်။အဲအကြောင်းမျက်နှာမှာစီတက်လာပြီးတော့သူရဲ့ face shape ကပါပုံပြက်လာတယ်။ mobility ခန္ဓာကိုယ်လှုပ်ရှားနိုင်စွမ်းအနေနဲ့ကြည့်မယ်ဆိုရင်လေ body builder အများစုက mobility တော်လေးကိုနှေးကြတယ်။ shoulder mobility လည်းမကောင်းအမြန်လည်းမပြေးနိုင်ခုန်လည်းမခုန်နိုင်ကြသလိုတော်တော်လည်းလည်းမလှုပ်ရှားနိုင်ကြဘူး။အဲအကြောင်းသူရဲ့ muscle တွေကနေ့စဉ်ဘဝအတွက်များများဆဆသုံးဝင်ကြအောင် running တစ်ခုပဲလုပ်လို့ရှိတဲ့ endurance အားကစားသမားတွေကြတော့ခန္ဓာကိုယ်ကတော်တော်လေးကိုလင်းဖြစ်ကြတယ်။တချို့ဆိုခန္ဓာကိုယ်ကအရန်ပိန်လုံးပြီးတော့ muscle mass တွေရတယ်မရှိကြဘူး။သူရဲ့ခန္ဓာကိုယ်ကတော်တော်လေးကိုကြီးရဆိုးပြီးတော့ပြတ်ချက်ချက်ကြီးဖြစ်နေကြတယ်။2019ခုနှစ် European Journal Apply Physiology မှာဖော်ပြခဲ့တဲ့လေ့လာချက်တစ်ခုအရ running လိုမျိုးပြင်းထန်တဲ့ high volume လေ့ကျင့်ခန်းတွေကိုအများကြီးလုပ်လို့ရှိတဲ့မျိုးသားအားကစားတွေမှာ free test ဆိုလို့ခေါ်တဲ့ကြောင်းအမုံကတိကျတာကျဆင်းလာတာကိုတွေ့ရပါတယ်။အဲအကြောင်း running တစ်ခုပဲလုပ်နေမယ်ဆိုရင်ရလက်အနေနဲ့ခန္ဓာကိုယ်ကတော့အစီအရေကျလာပေမဲ့မင်းရဲ့ body က weak ဖြစ်သွားလိမ့်မယ်။ဒါအပြင်ကြွသားခန္ဓာရုံမြင့်တဲ့ resistance training မပါဘဲနဲ့ cardio ပဲအလွန်ကြုံလုပ်နေတာဟာအိုမင်းကြီးရုံမှုပို့ပြီးတော့မြန်ဆန်စေပါတယ်။ချိန်ကြာလာတဲ့အခါမင်းရဲ့ကြွသားတွေကဆုံးရှုံးလာမယ်။ခန္ဓာကိုယ်ရဲ့ metabolism ကကျဆင်းသွားမယ်။ body composition ကလည်းပြည့်ပြည့်ပုံပြတ်လာမယ်။ hybrid athlete ရှေ့မှာ body builder နဲ့ runner ရဲ့ခန္ဓာကိုယ်တိဆောက်ပုံစွမ်းဆောင်ရည်တွေအကြောင်းပြောခဲ့ပြီးဆိုတော့ hybrid အားကစားသမားတွေအကြောင်းပြောရအောင်သူတို့ကတော့ကြွသားသူတွေနဲ့ရုပ်တည်ကြီးစား bone density ကောင်းမှုအတွက် strength training ကိုလုပ်ကြတယ်နှလုံးနဲ့သွေးလည်ပတ်မှုစနစ်ကောင်းမှုဖို့နဲ့အစီကျဖို့အတွက်ကြတော့ cardio ကိုလုပ်ကြတယ် weight training နဲ့ cardio လုပ်တဲ့အခါမျိုးမှာ injury မရအောင်လို့ mobility work ကိုလုပ်ကြတယ်ရလကတော့တကယ်လက်တွေ့ဘဝမှာသုံးဝင်တဲ့ခန္ဓာကိုယ်တိဆောက်ပုံမျိုးကိုရရှိစေတာပါပဲဥပမာဆွေမာရေးဆိုရင်သူတို့ခန္ဓာကိုယ်ကရေထဲမှာကောင်းကောင်းလှုပ်ရှားမှုခံနိုင်ဖို့အတွက်သူတို့ရဲ့ shoulder နဲ့ back တွေဖွံ့ဖြိုးလာစေဖို့အတွက်အစိုက်တွေလုပ်ကြတဲ့မျိုးပေါ့2021ခုနှစ်က Sport Magazine မှာဖော်ပြခဲ့တဲ့ Meta Analysis တစ်ခုအရ resistance training နဲ့ aerobic exercise တွေကိုတွဲဖက်လုပ်ဆောင်တာဟာ weight training တစ်ခုရဲ့ပဲအဓိကထားပြီးလုပ်ဆောင်တဲ့စာရေးခန္ဓာကိုယ်တိဆောက်ပုံ body composition ကိုအများကြီးကြည့်ကောင်းစေရလို့တွေ့ရှိရတယ်။ hybrid training အကျိုးကျေးဇူးများ hybrid training လုပ်ခြင်းဖြင့်မင်းခန္ဓာကိုယ်ကအစီကျနေတဲ့အချိန်မှာပဲကြွသားတွေပါတိဆောက်လို့ရနိုင်တယ်။ခန္ဓာကိုယ်ရဲ့ metabolism စနစ်ကြပါကောင်းမွန်လာမယ်။နှလုံးနဲ့သွေးလည်ပတ်မှုစနစ်ကလည်းကောင်းကောင်းအလုံးလုံးနေလိမ့်မယ်။ရုပ်ပိုင်းဆိုင်ရာကြည့်မယ်ဆိုရင်လည်း hybrid အားကစားသမားတွေကခန္ဓာကိုယ်မှာအစီပမာဏအရန်နေတာကြောင့်သူရဲ့မျက်နှာအချိုးအစားတွေပါပိုပြီးပေါ်ရထင်ရှားနေတယ်။ running လိုမျိုး over training လုပ်နေရမဟုတ်လို့တက်ဆူဆုံးပမာဏလည်းမြင့်မားနေပြီးတော့ယောက်ျားပီတာရဲ့မျက်နှာအချိုးအစားကိုလည်းရရှိနေမှာဖြစ်တယ်။သူရဲ့ခန္ဓာကိုယ်အချိုးအစားလည်းချိတ်ဆက်မိနဲ့ပုံချနေရဲ့။သူတို့ကိုကြည့်လိုက်ရင် muscle တွေကအရင်ကြီးနေရမျိုးလည်းမဟုတ်ခန္ဓာကိုယ်ကအရင်ပိန်နေရမျိုးလည်းမဟုတ်ပဲနဲ့တကယ်အားကစားသမားတယောက်လိုကြစ်လက်ပြီးတော့တန်မာတဲ့ပုံတွေပေါက်နေကြတယ်။ hybrid training hybrid အားကစားသမားတွေက muscle တိဆောက်ဖို့အတွက် band press, disc, press, barbell row, deadlift, squats စရှိတဲ့ကိုယ်ပေါင်း exercise တွေကိုအဓိကထားပြီးကစားကြတယ်။ endurance တက်လုံအတွက် cardio exercise ဖြစ်တဲ့ running, cycling, swimming နဲ့ martial art စရည်ရသူတို့ကြိုက်ဆုံးတစ်ခုကိုရွေးပြီးတော့ strength training နဲ့ပေါင်းပြီးတော့လုပ်ကြတယ်။ဒါပေမဲ့ဒီဗီဒီယိုမှာတော့ running နဲ့ lifting ကိုပဲပေါင်းပြီးတော့6 day a week hybrid training program တစ်ခုပဲပြပြပေးသွားပါမယ်။ hybrid training structure ကတော့ Monday upper body, Tuesday running interval, Wednesday lower body, Thursday easy run, Friday full body, Saturday rest, Sunday long run. Monday upper body မှာကြတော့ chest အတွက် barbell bench press, dips, back အတွက် pull up or lat pull down, barbell row, shoulder အတွက် shoulder press, bicep အတွက် chin up or bicep curl. tricep ကတော့ band press နဲ့ dip မှာတော်တော်ထိရောက်နေပြီမို့ဘလို့တော်လည်းရတယ်။ဒီလေးကြီးကနေအားလုံးကို true set of failure လုပ်ပေးပါ။ failure ဆိုတာကိုယ်ခန္ဓာကိုယ်ကနောက်တစ်ချိန်လုပ်ဖို့လုံးဝမလုပ်နိုင်တော့တာကိုဆိုလိုတာပါ။ Tuesday interval run ဆိုတာအချိန်တစ်ခုတည်းကိုပဲထိမိပြေးရမျိုးမဟုတ်ပဲနဲ့ချိန်ပြင်းနဲ့ပြေးလိုက်ချိန်ခဏလျှော့လိုက်ခဏနားလိုက်အဲ့လိုမျိုးပြေးရတဲ့ပုံစံပါခုမှစပြေးမဲ့လူရင်းနဲ့ဆိုတော်တော်လေးကိုသိနေရောပါတယ်စမပြေးခင် dynamic stress တွေကိုအသုံးပြုပြီးတော့တွေးပူရင်လုပ်ပေးပါဒီဘိုင်းကိုလုံးဝမစကစ်ပါနဲ့တွေးပူလုပ်ပြီးသွားရင် 2.4 km ကို3ကြော့ခွဲပြီးရအောင်ပြေးပါပထမတစ်ကြော့မှာမီတာ800ကိုပုံမှန်လမ်းလျှောက်တာထက်နည်းငယ်မြန်တဲ့အချိန်နဲ့ပဲပြေးပါ
ပြီးရင်2မိနစ်ကနေ3မိနစ်လောက်ခဏနာဒုတိယအကြော့အတွက်မီတာ800ကိုခုနပြေးခဲ့အချိန်တက်နည်းနည်းလေးတင်ပြီးတော့ပြေးလိုက်ပြီးခဏပြန်နာနောက်ဆုံးအကြော့မီတာ800ကိုရောက်လို့ရှိရင်မင်းခဏကိုအရန်ပိတ်မှန်းနေလိမ့်မယ်အဲ့ဒီအချိန်ကမင်းကိုမင်း challenge ခေါ်ရမယ့်အချိန်ပဲဒီကြော့မှာမင်းခဏကိုလုံးဝလက်မလျှော့တော့အောင် push လုပ်ပြီးတော့ပြေးပါပြေးပြီးသွားရင်လည်းခဏနာကြောလျှော့ဖို့လည်းလုံးဝမမေ့ပါနဲ့ Wednesday lower body barbell back squat Romanian deadlift lunge cow rise စရယူလုပ်ပေးပါလက်ဆိုတာခန္ဓာကိုယ်ရဲ့ foundation တစ်ခုဖြစ်လို့ hybrid အားကစားမကောင်တယောက်ဖြစ်နေဆိုရင်လက်သေးကိုလုံးဝ skip လို့မရပါဘူး Thursday easy run dynamic thrust တွေကိုအသုံးပြုပြီးတော့သွေးပူရင်လုပ်ပေးပါပြီးရင်မိနစ်30လောက်အချိန်ကိုတိတ်မတင်ပဲနဲ့ intensity နည်းနည်းနဲ့ပဲရအောင်ပြေးပါအပတ်တိုင်းပြေးအကွာကိုဖြည်းဖြည်းချင်းတိုးသွားပေးပါ Friday full body band brush barbell overhead press weight pull at barbell row Bulgarian split squat hanging leg raises စရယူ2 set of failure လုပ်ပေးပါ Saturday rest day မှာမင်းခဏကိုလုံးဝအနာပေးပါကာဗိုဟိုက်ဒရိတ်နဲ့ပရိုတင်းတွေကိုပြည့်အောင်စားပြီးတော့ကောင်းကောင်းအနာယူပါအနည်းဆုံးပရိုတင်းကို body weight 1 kg မှာ run ရအောင်စားပေးပါဒါအနည်းဆုံးပြောတာနော် Saturday long run ဒါကခုမှစပြီးမဲ့လူတွေအတွက်မဟုတ်ပါဘူး long run ဆိုတာမိနစ်60ကနေ90နီးပါးလောက်ကိုတတ်မှတ်ထားတဲ့အကွာအဝေးကိုရအောင်ပြေးရတဲ့ပုံစံမျိုးပါကိုကခုမှစပြီးမဲ့လူဆိုရင်တော့ long run နေရာမှာ interval run ကိုစားထိုးပြီးတော့ပြေးပါ mobility walk running နဲ့ lifting လုပ်တဲ့အခါမျိုးမှာ injury များဖို့အားကစားမကောင်းကြောင်းအနေနဲ့ကောင်းကောင်းလှုပ်ရှားနိုင်ဖို့ mobility walk တွေရတယ်မရှိမဖြစ်ကိုလိုအပ်ပါတယ် hip mobility spine mobility shoulder mobility တွေအတွက် exercise တွေကိုလည်းလေ့ကျင့်ခန်းမလုပ်ခင်သွေးပူလုပ်တဲ့အချိန်တွေမှာဒါမှမဟုတ်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမျိုးတွေမှာ cool down stress အနေနဲ့ထပ်သွင်းလှုပ်ဆောင်ပေးပါအဲ့လိုမျိုး running lifting နဲ့ mobility walk တွေကိုပေါင်းပြီးလှုပ်ဆောင်လိုက်တဲ့အခါမင်းရဲ့ခန္ဓာကိုယ်ကဂျင်းမှာအချိန်ကုန်ခံပြီးကြွတားတစ်ခုတွေကိုပဲကြီးထွားဖို့လေ့ကျင့်ထားတဲ့ခန္ဓာကိုယ် endurance ကောင်းဖို့အတွက် running တစ်ခုကိုပဲအဓိကထားပြီးလုပ်နေတဲ့ခန္ဓာကိုယ်တွေထက်အများကြီးပိုကြီးကောင်းပြီးတော့လက်တွေ့ဘဝတကယ်သုံးဝင်တဲ့ functional muscle တွေနဲ့ balance ဖြစ်တဲ့ခန္ဓာကိုယ်စ조사တစ်ခုပိုင်ဆိုင်လာမှာဖြစ်တယ်